ဘောရခံရမယ်ဆိုတာလဲမရှိနိုင်ဘူးမြဲတဲ့အရာဆိုတာတခုမှမရှိဘူးဖြစ်ချင်းသဘောရှိတဲ့တရားမှန်သမျှသည်ပြည့်ချင်းသဘောရှိတယ်ဆိုတာကိုရှင်းရှင်းကြီးမြင်သွားတာကိုဓမ္မစက္ခုလို့ခေါ်တယ်အဲ့ဒီတရားမျက်စိလို့ခေါ်တယ်ဒီအမြင်တစ်မျိုးကိုရရှိသွားတဲ့အခါဗေမိတာရတို့ဟာအင်မတန်မှဝမ်းသာအားရဖြစ်သွားတယ်အဲ့ဒီထက်မဲ့ကြံတဲ့1000ကတော့သောတာပန်မဖြစ်ဘူးသို့တော့ဘုရားဘာသာဖြစ်ခံယူလိုက်ကြတယ်ပေါ့အဲ့လိုတရားသိသွားတဲ့အခါမှာဗေမိတာရကမြတ်စွာဘုရားကိုဘာလျှောက်တုံးဆိုရှင်ဘုရားတဲ့တပည့်တော်မင်းသားဘဝတုန်းကမျောလင့်ချက်5မျိုးရှိခဲ့ပါတယ်မျောလင့်တောင်းတတာ5မျိုးရှိပါတယ်5မျိုးကဘာလဲလို့ဆိုရင်နံပါတ်1ကတပည့်တော်ဘယင်ဖြစ်ခြင်းဒီနိုင်ငံမှာဘယင်ဖြစ်ခြင်းသူ့ကိုမင်းအဖြစ်ဗိသိက်သွန်းခံရရင်ကောင်းပါပဲလို့ဆိုတယ်ခတ္တိယဘိသိက်အသွန်းခံရမှုအတွက်သူမျှော်လင့်ခဲ့တယ်အဲ့ဒီမျှော်လင့်ချက်လည်းအခုရသွားပြီနောက်မျှော်လင့်ချက်၄ခုကဘာလို့ဆိုရင်သူအုပ်ချုပ်တဲ့နိုင်ငံကိုအမှန်တရားသိတဲ့ပုဂ္ဂိုလ်ဖျားဆိုတာကြွလာရင်ကောင်းမှာပဲဆိုရယ်မျှော်လင့်ချက်ရှိတယ်အဲ့ဒီအမှန်တရားသိတဲ့ပုဂ္ဂိုလ်ကသူ့ကိုအမှန်တရားတွေကိုထုတ်ပေါ်ဟောမယ်ဆိုရင်လည်းကောင်းပါပဲအဲ့ဒီထုတ်ပေါ်ဟောတဲ့အချိန်မှာသူတရားနာခွင့်ရရင်လည်းကောင်းပါပဲဆိုတဲ့ဒီတရားနာပြီးတော့သိခွင့်ရရင်ကောင်းပါပဲဆိုရယ်ဟောဒီမျှော်လင့်ချက်တွေသူ့မှာဖြစ်ခဲ့တယ်နော်အခုအဲ့ဒီမျှော်လင့်ချက်တွေအကုန်လုံးသူပြည့်ပြည့်စုံပါပြီလို့မြတ်စွာဘုရားရှောက်မင်းသားဘဝတုန်းကသူမျှော်လင့်ခဲ့တာဘုရင်ဖြစ်ခြင်းနဲ့သူ့နိုင်ငံကိုဖျားကြွလာတာမျှော်လင့်တယ်ကြွလာပြီးတော့ဒီဖျားကိုဖူးတွင်းခွင့်ဖျားရဲ့တရားဖျားတရားဟောတာဖျားတရားနာခွင့်သိခွင့်ဟောဒီဟာတွေကိုသူမျှော်လင့်တယ်လို့ဆိုတာကိုရှောက်တယ်အဲ့လိုရှောက်ပြီးတော့သူကဗုဒ္ဓရဲ့ဥပဒကအဖြစ်ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူလိုက်တယ်ပေါ့နော်အဲ့ဒါလို့နဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာပထမဆုံးဗေမိတာရမင်းနဲ့မြတ်စွာဘုရားပထမဆုံးတွေ့ကြတဲ့အချိန်နဲ့အဲ့ဒါနောက်တည့်ရက်ကျတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာအဲ့ဒီလက်ထိဝဏကနေပြီးဒါစကြိုတဲ့ဆွမ်းခံဝဲတဲ့အခါမှာဗေမိတာရကပင့်ပြီးတော့မြတ်စွာဘုရားကိုဆုံးဆက်ကပ်ပြီးအဲ့ဒီမှာဗေမိတာရကစဉ်းစားတယ်ငါနိုင်ငံမြတ်စွာဘုရားကြွလာတယ်ဖျားနဲ့တင့်တော်တဲ့နေရာဘယ်နေရာရှိမလဲတင့်တော်တဲ့နေရာရွေးတာဘယ်လိုဟာတော့ဆိုမြို့နဲ့လည်းမဝေးစေရဘူးတိတ်မဝေးရဘူးတိတ်မနီးရဘူးမြို့တွေကဆူညံတန်နေမကြားစေရဘူးเนาะအတန်တိတ်ဆိတ်မှုလည်းရှိရမယ်သွားတဲ့လာတဲ့ပုဂ္ဂိုလ်တွေလည်းပဲသွားရေးလာရေးလွယ်ကူမှုရှိရမယ်ဆိုတဲ့ဒီအချက်တွေနဲ့ကြည့်လိုက်တဲ့အခါမှာဗေမိတာရမင်းကြီးကသူပိုင်တဲ့ဝေလူဝနဆိုတဲ့ဥယျာဉ်ကြီးဟာအဲ့ဒီအင်္ဂါရက်တွေနဲ့ညီတယ်ပေါ့မြို့ကနေပြီးတော့လဲတိတ်မလှမ်းမကမ်းမှရှိတယ်မလှမ်းမကမ်းမှရှိတယ်မြို့တဲကအတန်မလန်နေလဲမကြားရဘူးနေ့အခါမှလဲတိတ်ဆိတ်တယ်ညမှလဲတိတ်ဆိတ်တယ်သွားရေးလာရေးလဲလွယ်ကူတယ်အဲ့ဒီဝေလူဝနဆိုတဲ့ဥယျာဉ်ကြီးကိုဖျားလှူရရင်ကောင်းပါပဲလို့ဆိုပြီးတော့မြတ်စွာဘုရားကိုရေစက်ချလှူလိုက်တာဖျားနဲ့ဖျားမှုရှိတဲ့တန်ဃာတွေကိုဝေလူဝနဆိုတဲ့ဥယျာဉ်ကြီးကိုရေစက်ချပြီးလှူလိုက်တယ်ပထမဆုံးသူမြတ်စွာဘုရားကိုအာရာမလို့ခေါ်တယ်အယံဥယျာဉ်ကြီးကိုလှူတာကျောင်းဆောက်လှူတာမဟုတ်သေးဘူးနော်အယံဥယျာဉ်ကြီးတစ်ခုလုံးလှူလိုက်အဲ့တော့ဘုရားတို့အဲ့ဒီအချိန်မှာတစ်ပင်အောက်နေကြတာများတယ်ကျောင်းနဲ့ကန်နဲ့နေတာမဟုတ်ဘူးတစ်ပင်အောက်တို့ရှိပြီးသားအဆောက်အဦလေးတွေဥပမာနတ်ကွန်းတို့ဘာတို့လှိုင်ကူတို့အဲ့လိုထဲမှာပဲနေကြတယ်ဘုန်းကြီးကျောင်းဆိုတာတတ်ရမရှိသေးဘူးအဲ့တော့တတ်မှမှမရှိအဲ့တော့ဝေလူဥယျာဉ်ထဲမှာမြတ်စွာဘုရားသခင်ကိုရမြတ်တရင်သုံးခဲ့ဒါကြောင့်မို့ပထမဆုံးအာရမလို့ဆိုတဲ့အယံကိုလှူတာဟာဗေမိတာရမင်းကြီးကပထမဆုံးပဲနောက်ဒီဗေမိတာရမင်းဟာသောတာပန်ဖြစ်ပြီးဘုရားကိုအမြဲတမ်းကြည်ညိုတယ်စဉ်းစားရမှာ
သောတာပန်ဖြစ်ပြီးတော့သူနိုင်ငံကိုဘယ်လိုအုပ်ချုပ်သွားတယ်လဲကြည့်လိုက်မယ်ဆိုရင်နိုင်ငံကိုဘယ်လိုအုပ်ချုပ်လဲသူ့နိုင်ငံမှာလည်းတစ်ခါတစ်ခါစစ်တိုက်ရတာတွေရှိတဘုံတကန်နေရှိနော်တဘုံတကန်နေရှိဗေမိသာရမင်းကတိုင်းပြည်အုပ်ချုပ်တဲ့အခါမှာရာဇဝတ်သားတွေကိုတတ်ဖို့အမိန့်တော့အဲ့ဒါလိုမပေးဘူးသူကတိုင်းပြည်ကိုအေးချမ်းအောင်လုပ်ကြ